ဒီနေ့မှာ blog ခန့်နေကိုပြအောင်ရေစုံ data asset မှာအဲ့ဒါဝင် Android ဆိုတာအဲ့ကိုသုံးတဲ့ဖုန်းလို့တဲ့ဝင်ဒီလောက်ဆောင်းလိုက်ကြမဟုတ်တိုင်းနဲ့အများနဲ့ဖြစ်တယ်ဗျဆောင်းမယ်ထွက်တယ်တော့ဝင်တယ်ဟောဆောင်းဆွဲလိုက်မကြလာလို့အများကြီးအမ download now ဆိုတော့နှိပ်ပြရ1 free download အဲ့ဒါပြန်ဝင်နောက်ဆုံးထပ်ဆွဲပြမကြုံရတော့တော်တက်တယ်ဒီမှာအပေါ်ဟာကိုတိတ်မကောင်းအောက်ကဟာကိုကောင်းတယ်အောက်ကဟာကိုတောင်းလိုက်ဒါနဲ့ကျွန်တော်လည်းကြားနေအောင်ဗျလိုင်းမကောင်းလို့ပုံမှန်အဲ့လိုချိုလိုင်းကောင်းတဲ့လူဆိုရင်တော့ရတယ်ဗျရှာနေအကြုံရတဲ့တိတက်တယ်ဗျရှာတယ်ပြန်ဝင်လိုက်ရတယ်ဒီကအောက်ကဟာလေးတောင်းပေးတယ် free download ဆိုရတယ်မကြုံရအစက္ကန့်30လောက်အားဆိုပြင်းရအောင်လို့ကြော်လိုက်တယ်ပြီးကနေကပြီးသွားအကြံ download လိုက်ကျွန်တော် download ပြီးတော့ဆိုမ download နေတော့ဘူးဟိုတဲမဲ့ထားလိုက်ကျွန်တော်လှုပ်လိုက်တယ်ပြီးတော့ download သွားတယ်ဘယ်လိုလဲဝင်ပြရမှာညာကျွန်တော်ကိုယ်ရောက်လာပြီဝင် block folder ဝင်လိုက်မယ်တော့မှကျွန်တော်မှာ private server ရှိရ private server နဲ့ကြာရဲ VPN ခံတာနဲ့ပါညာလဲဆိုတော့ private server ရောက်စောင့်နေရတယ်ကဲအခုဆိုရင်တော့ဂဲလေးရောက်လာပြီဗျ။နည်းနည်းကြာရလားတည်ရတယ်ပဲ။ဘယ်နာမှာဘစီကီဆိုနေပြဂဲလင်းဆိုလေးဝင်လာအကြိုင်တော့ကိုဂဲလေးကိုရှင်းအောင်ဝင်နေဗျ။ရောက်လာတယ်အောက်ကဟာလေးစက္ကန့်လေးကိုစောင့်လိုက်ဒီကအဲ့လေးကိုနှိပ်လိုက်ဒီလိုပေါ်လာဆိုတာဘတ်နဲ့တခုပြန်ထွက်လိုက်အောက်ကဟာလေးနဲ့ဘတ်နဲ့ပြန်ထွက်လိုက်ရဘတ်နဲ့ထွက်ပြီးပွားနေအဲ့လို loading လေးဆိုတာ loading ဆိုတာပေါ်လာရပြီပွားမှာအောက်ကဟာလေးဝင် YouTube ဗီဒီယိုလေးကြည့်ပြရမှာဗျ။ဘာစောင်းအောင်လည်းကြည့်ကြမလို့။ What if it's simple tag? ဘက်လေးနဲ့ပြန်တော့လိုက်။ခွေအောင်ရောက်လာပြီ။စက္ကန့်180ပြီးဝိုင်းရပြီဗျ။ဒီအောက်မှာ train ရောဆိုနေလိုက်။ဟိုမှာ crazy ရော key ဆိုရလိမ့်မယ်။အဲ့ဒါကိုဝင်။နောက်ဆုံးမယ်။ချက်နေဘက်နဲ့ချက်ပြန်တော့ဝိုင်းဒီရ copy လိုက် copy ရေးတော့ profile လည်းပြန်သွားပြီလေဗျကျွန်တော်ဝင်ရောက်လာပြီဆိုရင်ဒီခုနယူလိုက်လင်းကီယိုတော့ဘင်းနာဟွာလေးမှာထည့်ပေးရတယ်ဗျထည့်ဖို့ continue ဆိုတာလေးနှိပ်လိုက်ရပြီဗျအဲဆိုတော့ကီထည့်လို့ပြီးသွားပြီကဲနောက်ဘဝဘာလို့သေးလဲဆိုတော့ကျွန်တော် script လို့ပြီးရဗျ script ကကြာကျွန်တော်ဟိုအဲ့ဒီမှာ Google ထဲမှာတွားရှာရ script ရလွယ်အဓိက key ရမကြိုက်တဲ့နင်းထည့်လို့ရတယ်ဗျ
ထည့်နေကြတယ်လို့ထည့်နော်တာကိုဝမ်းမွေးစစ်လို့ပဲထည့်လိုက်တော့မယ်ကျွန်တော်အကျဉ်းထွက်ပွားကိုရေးတော့ပြန်ဝင်နေကြဒီစခရစ်ဆိုလေးကိုထည့်ပြီးပြအခုဆွဲအောက်မှာ script တွေတော့တားရှိရပြအခုကျွန်တော် new working ဆိုတာလေးကိုပဲတော့ထည့်လိုက်မယ်ဒီမှာတော့ glove တွေပြန်ဝင်ပေးပြbluff တွေရောက်ပြီဆိုရင်အခုနပိုင်းနေမှာတိုင်တယ်လေးကိုနှိပ်လိုက်ကြပိုတော့ဟာလေးကိုနှိပ်နေအခုမှရှာလိုက်ကြတာကိုကြိုက်တဲ့နာမည်ထည့်ပြီးနော်တော့တာကိုဝမ်းမဆလို့ပဲရှာရဲမှကြိုက်တဲ့နာမည်ထည့်ပေါ်ဟာကြိုက်တဲ့လူချက်ရရဲဝမ်းတာကိုဝမ်းမဆပဲတင်မယ်အောက်ကဟာကိုကြောင့်ခုန copy ထားအဲ script လေးထည့်ပေးမယ်ဗျဒါဆိုတော့အောင်မြင်စွာလုပ်လို့ရပါပြီ exclude ဆိုတာနဲ့လည်းဆော့ခြင်းနဲ့ block ကိုဟပ်ပြီးဆော့ပြရပါပြီဒီမှာ auto refund လေးပဲပြီးတော့ full support နဲ့ရော auto ကောက်တာရောအများကြီးရှိပါတယ်တော့စမ်းပြပေးထားပါတယ်ကြိုက်လို့လုပ်လိုက်ရတယ်ဗျာဖရူစပွန်အဲ့လိုနှိမ့်လိုက်တာနဲ့အော်တိုရောက်သွားတယ်အများကြီးရှိရတာအခုတော့ gas fuel ဘာလို့လဲကောက်ရတာရှိရကြအဲ့ဒါအဲ့လိုအမြင့်မြန်တဲ့ဟာရောအမြင့်ခုံတဲ့ဟာရောအဲ့လိုလုပ်လိုက်ရ